အားလုံးကိုမင်္ဂလာပါကဲအခုကျွန်တော်နဲ့တူကြည့်ရှုမဲ့ဗီဒီယိုလေးကတော့ရွေးကောက်ပွဲကိုဝမှအားပေးထောက်ခံကြောင်းဝကျွန်တော်ကြားဘူးတာတော့အရင်နှစ်တုန်းကဆိုရင်တော့ဝနဲ့စက်တက်ကတော့လုံးဝပြိုင်ဘက်တယ်လို့ကြားတယ်ဒါပေမဲ့အခုမှကျတော့စက်တက်တီထောင်နဲ့ရွေးကောက်ပွဲကိုဝမှာအားပေးထောက်ခံကြောင်းပြောရေးဆိုခွင့်ရှိသူဦးငီရန်ပြောသွားတဲ့ဗီဒီယိုကျွန်တော်လည်းနားမစင်ရသေးဘူးเนาะဝါဖက်ကနေဘာတွေများပြောသွားလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ကဲဒီဗီဒီယိုလေးကိုကျွန်တော်နဲ့တူကြည့်ရှုနားဆင်လိုက်ရအောင်ဗျာမကြမီကျင်းမမဲ့ဒီရွေးကောက်ပွဲတော့ကျွန်တော်တို့ဝအဖွဲ့ရဲ့ UWSAS တဘောထားတော့ကျွန်တော်တို့လည်းထုတ်ပြန်ပေးထားလည်းဖြစ်တယ်ပေါ့နော်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ဝအဖွဲ့အနေနဲ့ဒီအားပေးထောက်ခံသွားမယ်ဆိုတဲ့ message ကျွန်တော်တို့ပေးလိုပါတယ်တခြားမီဒီယာတွေတချို့ရေးတာတွေကအဲ့ဒါမမှန်ပါဘူးနော်ဒီကိစ္စနဲ့ကျွန်တော်တို့အားပေးထောက်ခံသွားမယ်ဆိုတဲ့ဒီ message လဲကျွန်တော်တို့ဗဟိုဌာနချုပ်အနေနဲ့လဲကျွန်တော်တို့ဒီထုတ်ပြန်ခဲ့ပြီးသားပါအခုနကကျွန်တော်ပြောတယ်လိုမျိုးပါပဲပေါ့နော်ဒီနိုင်ငံလုံးအနေနဲ့ဒီငင်းချမ်းရေးရလို့အပ်တယ်လေနော်ကျွန်တော်တို့ဒီတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဒီငင်းချမ်းရေးရဖို့အမြန်ဆုံးရဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်ပေါ့နော်အားလုံးကလည်းတည်တဲ့အတိုင်းပဲလေနိုင်ငံရေးအခင်းချင်းအခုအမှန်မှန်တခင်ဗျကျွန်တော်တို့အနေနဲ့ဒီဖွင့်ပွဲအခမ်းအနားပဲကျွန်တော်တို့တက်ရောက်ဖို့ကျွန်တော်တို့ညှိနှိုင်းတင်ပို့ထားတာရှိပါတယ်ခင်ဗျအဲ့လိုပါပဲတက်ဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်ခုနကျွန်တော်ပြောတယ်လိုမျိုးပါပဲကျွန်တော်တို့တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဒီအမြန်ဆုံးငင်းချမ်းရေးရဖို့နော်ဒါပြည်သူတရက်လုံးလိုလားတောင်းတနေတဲ့အရာပဲလေနော်ဒါဒီလိုပါပဲမြင်ပါတယ်ဟုတ်ကျွန်တော်တို့အနေနဲ့ဒီမကြမီကျင်းမမဲ့ဒီရွေးကောက်ပွဲတော့ကျွန်တော်တို့ဝအဖွဲ့ရဲ့ UWSAS တဘောထားတော့ကျွန်တော်တို့လည်းထုတ်ပြန်ပေးထားလည်းဖြစ်တယ်ပေါ့နော်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ဝအဖွဲ့အနေနဲ့ဒီအားပေးထောက်ခံသွားမယ်ဆိုတဲ့ message ကျွန်တော်တို့ပေးလိုပါတယ်ဟုတ်ကဲ့တခြားမီဒီယာတွေတချို့ရေးတာတွေကအဲ့ဒါမမှန်ပါဘူးနော်ဒီကိစ္စနဲ့ကျွန်တော်တို့အားပေးထောက်ခံသွားမယ်ဆိုတဲ့ဒီ message လဲကျွန်တော်တို့ဗဟိုဌာနချုပ်အနေနဲ့လဲကျွန်တော်တို့ဒီထုတ်ပြန်ခဲ့ပြီးသားပါဒီကိစ္စတော့ဟုတ်ကဲ့ရှမ်းမြောက်နဲ့ပတ်သက်တဲ့ကိစ္စရတယ်တော့ဒါကတက္ကနာပေါ့နော်ခုနကကျွန်တော်ပြောလို့ဒါရိုးရိုးရှင်းရှင်းလေးပါကျွန်တော်တို့ဒီဝအဖွဲ့ UWSA အဖွဲ့ရဲ့တဘောထားအနေနဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အားပေးထောက်ခံသွားမယ်ဆိုတဲ့တဘောထားပဲကျွန်တော်ပေးလို့ပါတယ်ပေါ့နော်တနိုင်ငံလုံးအတိုင်းအတာအနေနဲ့အားလုံးပေါ့နော်ကြွက်ချမ်းငိမ့်ချမ်းတာမဟုတ်ဘဲနဲ့တနိုင်ငံလုံးဒီငိမ့်ချမ်းရေးအမြန်ဆုံးရဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်နော်ဒါကဗီဒီယိုတရက်လုံးလိုလားတောင်းတတဲ့အရာဖြစ်တယ်လေနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကဲလူကြီးမင်းအနေနဲ့ရောဝါဖက်ကပြောရေးဆိုခွင့်ရှိသူဦးငီရန်ပြောသွားတဲ့စကားလုံးတွေရောဘယ်လိုမြင်တယ်လဲကိုယ့်ရဲ့အမြင်လေးတော့တုံးသက်ပေးသွားပါနော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘေးရန်ကင်းပြီးရှင်လန်းချမ်းမြေ့ကြပါစေ